ခုကြည်နေမိတ်ဆွေကတနင်္ဂနွေသားသမီးတယောက်လားဒါဆိုတော့ဒီဗီဒီယိုကိုလုံးဝမကြော်သွားပါနဲ့ဘာလို့လဲဆိုတော့အခုလာမဲ့ဒီ AB လ18ရက်ကနေဒါ25ရက်အတွင်းသင်ပွားရတဲ့ကံကြမ္မာဘိန်းကတဖန်ပြန်လည်လာမှာမို့လို့ပါအထူးသဖြင့်လွန်ခဲ့တဲ့လပိုင်းတွေကဒါကံပိတ်နေတယ်ဘာလို့အဆင်မပြေဘူးဖြစ်နေတဲ့သူတွေအတွက်ဒီတပတ်ဟာအံ့ဩစရာကောင်းတဲ့သတင်းကောင်းတွေဒါတည်ဆောင်လာပါလိမ့်မယ်ဘလို့အပြောင်းလဲနေဖြစ်မလဲဆိုတာခုပဲဒါတော့ကတ်တွေနဲ့ဒါအတူတူကြည့်ကြမယ်တနင်္ဂနွေသားကြီးများတွေဒါတပတ်စာဒါတော့နမိတ်ကိုစတင်ဟောသွားပြီးမှဖြစ်ပါတယ်ခင်ဗျာတနင်္ဂနွေသားကြီးများတွေဒါပထမဆုံးကြတာတဲ့ကတ်မှဆိုရင်ကံကြမ္မာစက်ဝင်ကတ်လေးကြပါတယ်ကံကြမ္မာစက်ဝင်ကတ်ကြတဲ့အတွက်တနင်္ဂနွေသားသမီးများဒီအပတ်မှာတနင်္ဂနွေသားသမီးတွေကဒါဟာကံစားတာအနှိမ့်ကနေအမြင့်ကိုဒါရောက်တော့မှနမိတ်ဖြစ်တယ်စိတ်မှာကြုံရတဲ့အခက်ခဲတွေကဒါပြီးဆုံးသွားပြီအခက်ခဲတွေပြီးဆုံးပြီဒါအခွင့်အလမ်းတစ်တွေအောင်မြင်မှုတွေဒါရောက်ရှိလာပြီတကားလာခောက်ပါလိမ့်မယ်နောက်ထပ်တစ်ခါအနေနဲ့ဒါတနင်္ဂနွေသားသမီးများအတွက်ဒီပတ်မှာကြာတဲ့တောင်းနမိတ်မှာဆိုရင်ဒင်းကား10ပြားကတ်တွေကြာတာပါဒင်းကား10ပြားကတ်ကြာတဲ့အတွက်ဒါငွေကြေးကန်စားတာပိုင်းမှာရန်ကောင်းနေပါတယ်ငွေကြေးနဲ့ပတ်သက်ရင်ဒါမထေမှတ်ထားတဲ့နေရာကနေဝင်လာတာမျိုးအမွေရတာမျိုးဒါမှမဟုတ်အကျွေးဟောင်းတွေပြန်ရတာမျိုးဒါကြုံရတတ်ပါတယ်စီးပွားရေးလုပ်နေတဲ့ဒါမိတ်ဆွေတွေဆိုရင်ဒီအပတ်ထဲမှာဒါရောင်းပန်းဝယ်ပန်းတွေကောင်းပြီးဒါလက်ပတ်တွေဒါပွင့်လန်းနေပါလိမ့်မယ်တတိယတစ်ခါနေနဲ့တနင်္ဂနွေသားသမီးများကဒါချစ်သူများကကြတာပါလေချစ်သူများကကြတဲ့အတွက်ဒါနှလုံးသားရေးရမှာတော့တနင်္ဂနွေသားသမီးတွေကချစ်ရေးမှာအိမ်တော်တွေရောလူပြိုလူလွတ်တွေပါဒါစိတ်ချမ်းသာရမယ်အချိန်ဖြစ်တယ်အိမ်တော်ရေးတာရရမယ်အချိန်ဖြစ်တယ်တယောက်နဲ့တယောက်နားလည်မှုတွေဒါပိုရလာမယ်အထူးသဖြင့်အရင်ကကိုယ်နဲ့စကားများတဲ့သူတွေအဆင်မပြေခဲ့တဲ့သူတွေဒါပြန်လဲအဆင်ပြေမယ်ဒါအချိန်ကာလတစ်ခုဖြစ်ပါပဲတနင်္ဂနွေသားသမီးတွေဒီအပတ်မှာကံပွင့်လက်ပွင့်စီရန်နဲ့ဒါကောင်းသောလက်ပတ်တွေရောက်ရှိဖို့အတွက်ဒီကောင်းကျိုးတွေကိုပုံမမြန်ဆန်စွာရရှိဖို့အတွက်တနင်္ဂနွေသားသမီးတွေလှုပ်ဆောင်ရမယ့်ရတရားကတော့ဒီအခုလာမယ့်တနင်္ဂနွေနေ့မနက်ပိုင်းမှာဒါမိမိအိမ်ကဖျားရှင်မှာအုံညွန့်ခုနှစ်ညွန့်ကိုရေအေးလေးနဲ့ဒါကတ်လူပေးပါပြီးရင်ကျွန်တော်ကန့်စားတာများအုံညွန့်ကဲ့သို့လမ်းဆန်းပါစေလို့ဒါဆုတောင်းပါဒါဟာတနင်္ဂနွေသားသမီးတွေဒါကံပိတ်နေတယ်ဟိုဒါပွင့်စေတဲ့အကောင်းဆုံးဒါနီလမ်းပဲဖြစ်ပါတယ်မိတ်ဆွေရဲ့ကံကြမ္မာနေဒါအုံညွန့်ခဲ့သို့အညွန့်အပွင့်ခဲ့သို့ပုံမတိုးတက်ပါစေလို့ဒါဆုတောင်းပေးလိုက်ပါတယ်ဒီဟောစတန်ကဒါမိတ်ဆွေနဲ့ထပ်တူကြတယ်ဆိုရင်ဒီဗီဒီယိုလေးရဲ့ကိုမတ်မှာဒါအကုန်အရှင်းပြပါစေလို့ဒါကိုမတ်မှန်ခဲ့ပေးပါမိတ်ဆွေရဲ့ချစ်ရတဲ့တနင်္ဂနွေသားနေတငယ်ချင်းတွေနဲ့ဒီဗီဒီယိုကိုမြင်တွေ့နိုင်အောင်ဒါအများမြင်အောင်ဒါပြန်လည်မျှဝေပေးခဲ့ပါအောင်ခင်ဗျာနောက်ထပ်ပေးတဲ့နဲ့ဒါတာတော်နမိတ်ဟောစတန်တွေကိုကြည့်ဖို့အတွက်ကြောရပိကိုဒါ follow လေးလုပ်ထားခဲ့ပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ